Sinh ye gồm bê phiêu gạ chân ta gồm song bê đa đô Aya miya so yedana Aya miya so yedana Daga miya so yedana Husuwato Yedana miya doma do I Kono Jesu do do go Ayung yu yue shi go jang Phit do Panama Kuzukan Sirana Yani yaku Jung byong myo myo I Jati zao Miya chanda Beya ji ne Yedana Nandi Bora Puzaniya Bwe I Mazet Naji Miya Atima Phit Phit Laga Mandalay Myo Malozi Sandu Atin Ji I Tin Tao Kwe Phit Do Jung byong myo Atin Tao Ma Banaji Sandu Ajay Lize Jom Miao Aphit Phit Mahadan Dula Dana Sandan Do Miago Tarashela Nibbana Malaye Luraya Do Dana Kuzukan Sirana Nize Jindong Sokiya Do Tila Kuzukan Sirana Nize Bwa Mya Adoya Do Metta Dhammata Vipandana Bhavana Kuzukan Sirana Ido Bhawa Kaumya Do Kuzo Sirana Yaya Do Jao Yanima Sa Nibbana Yati Bhawa Dai Ao Visu Kasu Andare Amyu Myu Do Ma Kin Wei Ja Pi Le Ye Dukha Chanda Apya Apya Do Ni Ni Nya Nya Pi Song Ja Ka Mimi Do Ato Se Phit Do Dana Tila Bhavana Kuzukan Ka Manya Bunya Ahupa Tamaga Ataupa Yale Ye Adiwana Pyesi Ami Yale Ye Gozi Gonga Tausu Bhutani Bodhinya Adiyo Swa Nibbana Do Myama Pyugwe Naija Ti Phit Ja Ba Si Amen.
ပုညံနိဗ္ဗာနတဒုက္ခတပစ္စယောဟောတုတရားတပည့်တော်တို့၏52ကြိမ်မြောက်ဗုဒ္ဓပူဇနီယပွဲတော်နှင့်မဟာတန္တုလစံဇံတော်ရှိစချအလူဒါနကုသိုလ်ကောင်းမှုသည်နိဗ္ဗာန်ချမ်းသာမြတ်၏၎င်းဒုက္ခချမ်းသာအပြာပြာ၏၎င်းရာရာကြောင့်အထောက်အပံ့ကောင်းဖြစ်ပါစေတည်းဒီတရဏေနာတာပိစိကကရုဓမ္မနေသတိလံဓမ္မံတာရုဏကတဝါအပမတိနာတံပါတိသယနေ့1386ခုနှစ်တဘောင်းလဇန်ရှိရနေ့ညကောင်းမြတ်သောညာချမ်းကာလအခါသမယမှာကျုံမြောင်မြို့ဤကျက်တည်ဆောင်မြတ်ချမ်းသာဘုရားကြီးနှင့်ယရဏရံတိစေတီတော်ဤဗုဒ္ဓပူဇနီယပွဲ52ကြိမ်မြောက်အထိမ်းအမှတ်မဟာတန္တုလဒါနဆွမ်းတော်ရည်စက်ချဓမ္မတဝေနဲ့ရပေါင်းစုပြီးတော့ပြည့်ဝတဲ့ကောင်းမှုကုသိုလ်အမတဒါနဓမ္မဒါနတရားအလူဝဲဗုဒ္ဓပူဇနီယပွဲနဲ့ပတ်သက်ပြီးတော့တတိယမြောက်ညဦးဇင်းတို့အနေနဲ့ကတော့ဒုတိယမြောက်ညပေါ့ဒီညမှာအလုံးသောတရားချစ်ခင်သူတော်စင်တို့ဟာဦးဇင်းတို့ဟောကြားလိုတဲ့ဘုရားရဲ့ဓမ္မကထာတရားဒေသနာတော်ကတော့တတ္တာစိတုတို့ဤအောင်ဝဲပရိသတ်ကြီးဗာတရားပါလေလေတတ္တာတရားစိတုတို့ရဲ့အောင်ဝဲလို့ဒီလိုလေးအမည်ပေးပြီးတော့ယနေ့ညဟောကြားနာကြကြည်ညိုကြရမှာဖြစ်ပါတယ်တတ္တာစိတုတို့ရဲ့အောင်ဝဲလို့အမည်ရတဲ့ဓမ္မကထာတရားဒေသနာကိုဟောကြားပြီးမနာကြပြီးမှာတရားပိုင်ရှင်ဖြစ်တော်မူတဲ့သုံးလောကသုတ်တင်ဘုရားရှင်ကိုရောမြတ်ကြီးရဲ့မဟာကရုဏာကိုအာယုံပြုရှိဖို့လို့ဓမ္မသဘင်ပွဲစတင်ပြီးတော့ဖွင့်ကြရအောင်အာထုံတော်တရားချစ်ခင်သူတော်စင်ပရိသတ်ပေါင်းသူတော်ကောင်းတို့ကလည်းပဲသုံးလောကသုတ်တင်ဘုရားရှင်ကိုရောမြတ်ကြီးရဲ့မဟာကရုဏာကိုအာယုံပြု၍ထားကြရအောင်ယောကမ္ဘာကောတိပိအပမေယံကာလံကရောတောအတိတုကရာနိခေရံကတောလောကဂိတာယနာသောနမောမဟာကာရုဏိကတ္တတတ္တယောနာသောဝိနည်းမြတ်စွာတတ္တဝါဤချမ်းသာစေပွားလုံလာတောင်းတဂုံပေါင်းကတည်းဖြင့်နာထမိညာတို့ရှင်တော်မြတ်ဗျာတိကမ္မကောတိမိဂရိကဘာအယိတွတ်တိချာတို့ဖြင့်တော်မှလေအပမေယံယိတွတ်တိုင်းတာပေါ်ပြခြင်းကမစွန့်နိုင်ပါသောကာလလေးအတိချေသိတိကဘာရှိကြသောကာလပတ်လုံးလောကဣဒယတတ္တလောကကြီးအကျိုးစီးပွားအလုံးငါအတိတောကရာနိဥစ္စာအသက်ခြေလက်အင်္ဂါမေတ္တာကြီးမာသမိသားနှင့်တတဇနိစောခြင်းကြီးကိုယေတိထာဘွယ်ငါးသွဲအစုအလုံးခဲရင်သောအမှုတို့ကိုကရုဏာဘုရားပြည့်ရန်ဤတန်ကျုပ်ကိုအာထုတော်မူရသည်ဖြစ်၍
ခေရန်လက်ချင်းမျက်လုံးအသက်ဆုံးလျက်နှလုံးစိတ်ဝမ်းကိုယ်တော်ဤပေပါခြင်းသို့ကတောဘဝအတန်တန်အချိန်ပန်များစွာရောက်တော်မူခဲ့ရရှာလိမ့်မည်မဟာကရုဏီကတ္တတတဝါများရှင်ဝေသာသို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောယတနာတတဝိနည်းများစွာတတဝါဤချမ်းသာစေပွားလုံလာတောင်းတခုံပေါင်းကသဖြင့်နာထမိညာတို့ရှင်တော်မြတ်ဗျာအားနမောယုတိပြောင်းပြောင်းမင်္ဂလျော့၍ကရောယုကျိုးရှိခိုးခြင်းသည်အတုဘဝတုစေစေမသွေအပြည့်ကြီးဖြစ်ပါစေတည်းသုံးတော်ကတွင်တည်းဘုရားရှင်ကိုရောမြတ်ကြီးရဲ့မဟာကရုဏာကိုအာယုံပြုရှိခိုးလို့ဓမ္မသဘင်ဘွဲဖွင့်လှစ်ပြီးတဲ့နောက်အလုံးတော်တရားချစ်ခင်တရားမြတ်တို့တရားကိုအာကုလို့ကြွရောက်လာကြတဲ့ဓမ္မမိတ်ဆွေသူတော်စင်များမိမိတို့ကြာစီစွာထိုင်နိုင်မဲ့ဣရိယာပုတ်ချမ်းသာမဲ့ဣရိယာပုတ်ကိုအတိတ်တပံပြုပြင်လို့ကျမ်းညာမှာချမ်းချမ်းသာသာဖြစ်တရားဓမ္မများကိုနာယူကြည်ညိုနိုင်ကြပါပြီဒီကနေ့ညဟောကြားနာကြကြည်ညိုကြရမယ့်တရားတော်ကတရားတရားရှိသူတို့ရဲ့အောင်ဝဲမြတ်စွာဘုရားတကယ်ကိုတော်မြတ်ကြီးကသဒ္ဒါယတရတိဩဃံဝေကဝေပရိသတ်လေးပါးจิตတာจิตသမီးจิตသမီးတို့ဝေကဝေပရိသတ်လေးပါးจิตတာတတိจิตသမီးတို့သဒ္ဒါယတရတရားဖြင့်ဩဃံကမောဃပောဃတိကောကအဝိဇ္ဇောကလို့ခေါ်တဲ့ဩဃလေးပြာတန်တရားမှတရတိကူးမြောက်နိုင်ကြပါ၏จิตတတိจิตသမီးတို့တဲ့တတ္တာတရားရှိရဲ့တန်တရားဝေဩဃကနေပြီးတော့ကူးမြောက်နိုင်တယ်လွတ်မြောက်နိုင်တယ်တရားလေးကတော့ဒါလေးပါပဲအဲ့တော့ဘာပဲလို့ပြိဋ္ဌာကြီးဘဝတန်တရားမှလွတ်မြောက်ဖို့အတွက်ပဲဖြစ်ဖြစ်အရာရာတိုင်းမှာအောင်မြင်ဖို့ပဲဖြစ်ဖြစ်ပါရှိဖို့လိုအပ်တယ်လေတတ္ထာတရားရှိဖို့လိုအပ်တယ်တတ္ထာတရားမရှိဘဲနဲ့ဘဝမှာအောင်မြင်နေကြီးပွားတယ်တတရားကနေပြီးတော့ထွက်မြောက်တယ်ဆိုတာရသော်ဘုရားဟောတဲ့တတ္ထာယတရတိဩဃံဆိုတဲ့ဒီပါဠိတော်လေးကြည်ခြင်းအဖြစ်ပရိသတ်ကြီးသိနိုင်ပါလေတရားတရားမရှိဘူးဆိုရင်တတရားကမလွန်မြောက်နိုင်တယ်လို့အောင်ဝဲအလီလီလည်းပဲမရရှိနိုင်ပါဘူးလောကမှာလူတွေကပြောကြတယ်တို့ကမျောနေချက်နဲ့အသက်ရှင်နေတယ်။ဘာနဲ့အသက်ရှင်နေအဲ့တော့ဒီစကားလုံးကိုဦးဇင်းတို့ကတော့သိမကြိုက်ဘူးပေါ့တခါကြီးတို့ဒီမှာကြီးကြားရင်တော့သုံးပေါ့လေမျောနေချက်နဲ့အသက်ရှင်နေတယ်လို့ဆိုတဲ့စကားလုံးနဲ့အစားယုံကြည်ချက်နဲ့တို့အလုံးလုံးနေတယ်ဟုတ်ကဲ့လားဘာမှမလုပ်ဘဲနဲ့ဦးဇင်းတို့ပြိဿကြီးထိုင်ပြီးတော့မျောနေနေရင်တို့ပုဂ္ဂိုလ်ရဲ့ကောင်းတဲ့ရလဟာရနိုင်မှာမလားမရနိုင်ပါဘူးဗျာအောင်ဝဲဆိုတာရှိနိုင်မှာမလားလူသားတိုင်းကအောင်ဝဲတစ်ခုအောင်ရင်ရဲ့အထွတ်ထိပ်ကိုရောက်ချင်ရဲ့ယုံကြည်ခြင်းနဲ့မလုပ်ရမလဲအလုံးလို့ရမယ်ယုံကြည်တဲ့စီမသာလေးအောင်ဝဲအလီလီရရှိနိုင်မှာပေါ့မှန်ရလားဗျာအဲ့တော့ဘုံဘုံတို့တရားကြီးတို့နဲ့စပြီးတော့တရားယူသားစုတို့နဲ့စပြီးတော့တွေ့စဉ်ကာလကယင်းနေတဲ့ကာလကနေစပြီးတော့ဒီကနေ့ကြာအောင်ပေါ့လေအခြားသောနေရာတွေမှာဘုံဘုံတို့ကြွားပြီးတော့အပွဲစည်းတွေနဲ့တွေ့ဆုံခဲ့တယ်စကားပြောခဲ့တယ်
အဲ့ဒီအဖွဲ့အစည်းတွေနဲ့ဒီကနေ့နှိုင်းယှဉ်ပြီးတော့ကြည်တာပေါ့ဘုံဘုံတို့ရဲ့ရင်ထဲမှာဘာတွေနှိုင်းယှဉ်ကြည့်မိသလဲဆိုတော့ကြုံပြောမျိုးသူမျိုးသားတွေရဲ့ညီကျုပ်တဲ့အနေထားစီလုံးတဲ့အနေထားအမြဲတမ်းတက်ကြွနေတဲ့တရားတရားတွေဘုံဘုံတို့အနေနဲ့မျက်စိထဲမှာကိုယ်ကိုယ်ကိုယ်မြင်နေရတယ်ပေါ့တချို့ဘုံဘုံတို့ကြွားခဲ့တဲ့ရောက်ခဲ့တဲ့နေရာတွေမှာတချို့ဘွယ်စီတွေကြတော့တိတ်ပြီးတော့မညီညွတ်ကြနော်ဒီယောက်20ဖွဲ့ရင်အယောက်10ဖွဲ့ထားရင်အဲ့ဒီတွေကနေဒီယောက်2ယောက်ကခြုံပြီးတော့ထွက်သွားတာမျိုးလေးတွေဒါလေးတွေကြားရသိရတယ်ပေါ့ဒီယရဏရန်ဒီမြတ်ချမ်းသာဘုရားကြီးရဲ့ဗုဒ္ဓပူဇနီယပွဲကိုကျင်းပနေကြတဲ့ဘောဘကဒကာကြီးတွေအမှုဆောင်တွေလူကြတန်းကြတဲ့ဒကာဓမ္မတွေကြီးလိုက်တဲ့အခါမှာတန်တာတရားအပြည့်အဝရှိနေတဲ့ဒကာဓမ္မတွေလို့ဦးဇင်းတို့ရင်ထဲမှာဒီလိုပဲရင်စားမိ။ဘာဖြစ်လို့လဲဆိုတော့ဘုံဘုံတို့ကြွားခဲ့တဲ့နေ့တွေမနေတော့ပါဘူး။ဒီဘောဘကဒကာကြီးတွေရောလူကြတန်းကြတဲ့ဒကာဓမ္မတွေရောမြင်ရတဲ့မျက်နှာတွေကြည့်ရတဲ့အခါမှာအားလုံးရဲ့မျက်နှာကြည်ကြည်လင်လင်ရွှင်ရွှင်ပြပြနဲ့လူကြတန်းကြတဲ့နေရာတွေမှာလည်းပဲတရားတရားပြီးပြီးဝါဝါနဲ့စီစီလုံးလုံးညီညီညွတ်ညွတ်နဲ့လှူဒန်းတယ်။အဲ့ဒီလှူဒန်းတဲ့အနေအထားကိုဘုံဘုံလေးနဲ့မှကြွဘူးသောဓမ္မပရိကဆရာတော်များလည်းပဲအားလုံးမြင်နေကြရတဲ့အနေအထားမှာရှိတယ်ပေါ့။ဒါဟာဦးဇင်းတို့ပရိကကြီးခုနကဘုံဘုံတို့ပေးခဲ့တဲ့တရားခေါင်းစဉ်လေးနဲ့နာမည်လေးနဲ့နှိုင်းယှဉ်ပြီးတော့ကြည့်လိုက်ပေါ့။ဘယ်လိုနာမည်ပေးထားလဲ။တရားတရားရှိသူတို့ရဲ့အောင်ဝယ်မညီညွတ်ရင်ဒီအောင်ဝယ်ရနိုင်ပါမလားအခက်အခဲတွေကြားတွေကနေပြီးတော့ဘို့ရင်နေ့တွေကကိုယ်ပဲမဖြစ်ခင်တုန်းကဆိုရင်ဒီမြတ်စွာဘုရားကြီးဗုဒ္ဓပူဇနီယပွဲဟာ15ညလို့18ညလို့ဒီလိုကျင်းပခဲ့သို့တော်လည်းပဲအခက်အခဲရှိတဲ့အတွက်ကြောင့်အဲ့ဒါလိုမကျင်းပနိုင်တော့လည်းပဲတို့ဗုဒ္ဓပူဇနီယပွဲအမတဒါနဓမ္မဒါနအလှပွဲကြီးတော့တို့တွေ10ညလောက်တော့10ညဆိုတာခုန18ညကိုပြောသွားပြီ10ညလောက်ပြောတာပေါ့နော်ဒါပေမဲ့ဒီပြည့်အမတဒါနဓမ္မဒါနပွဲတွေနဲ့ရှင်းလိုက်ရင်10ညဆိုတဲ့ညကြီးဟာအများကြီးပဲဟုတ်ကဲ့လားဘုံဘုံတို့ရန်ကုန်မြို့မှာတော့မှ3ည4ည5ညဆိုတာအများဆုံးပဲဟုတ်ကဲ့လားအဲ့တော့ဒီလောက်ရက်စီကြီးအမတဒါနဓမ္မဒါနကိုစောပွဲလုပ်နိုင်တယ်ဆိုတာဘာရှိသူတို့မို့လုံနိုင်တာလဲတရားတရားရှိသူတို့မို့လုံနိုင်တာအဲ့ဒါကိုဒကမာကြီးတို့ဒကာကြီးတို့ကလက်မတောင်းပြီးတော့တတ္တာရှိသူတို့ရဲ့ဟာလေအောင်ွယ်ဟုတ်လားတို့အစေအလာယဗုဒ္ဓပူဇနီယပွဲလုပ်နေတဲ့မဟာတန်တုလဒါနသောတာတိလှုပ်နေတယ်လို့ပေါ့လေမတွက်ပါနဲ့ဟုတ်ကဲ့လားဒကာကြီးတို့ဒကမာကြီးကတော့နေ့စဉ်လုံးနေကြဆိုတော့ပေါ့လေးပြီးသွားတော့ပေါ့လေးလို့ရှင်ထဲမှာထင်ကြီးထင်လေးဒါပေမဲ့ဒကာကြီးတို့ဒကမာကြီးတို့ဒီကနေ့လုံးနေတဲ့ပွဲဟာတောယုံတန်ယုံတရားတရားနဲ့တောယုံတန်ယုံစိတ်ထားနဲ့လုံးနိုင်မှာမလားမလုံးနိုင်ဘူးအဲ့တော့ဒကာကြီးသားဆုံးနဲ့သောတော်ကပြောကြည့်တယ်ဒကာကြီးအရင်တုန်းကဒီဓမ္မဒါနမတဒါနပွဲက15ညလောက်လုပ်တာတော့လို့ပြောတော့ဘယ်တော့မှလည်းဗျာဟာတဲ့အရင်တုန်းကရွှေဘုဆရာတော်ကြီးကြွတော့လားဆိုတပည့်တော်တို့18ညလောက်ကြည့်အောင်ကျင်းပတာတဲ့ဟုတ်တယ်နော်အဲ့တော့ဦးဇင်းတို့ပြိဿကြီးအဲ့ဒီစကားလေးနားရဲကြားတော့ဗာတရားလေးသွားပြီးတော့အာယုံရောက်လာတယ်လေဆိုတော့မြတ်စွာဘုရားလက်ထက်တော်အခါတုန်းကဂေါတင်္ဂသာလဆိုတဲ့အင်ဂျင်တော်ထဲမှာကိမီလာတို့နန္ဒီယယဟန်တော်၃ပါးတရေ၃လုံးကစိတ်နေသဘောထားလေးကိုဘုံဘုံကသွားတရေအဲ့ဒီယဟန်တော်၃ပါးရဲ့စိတ်နေသဘောထားလေးသက္ကံစိတ်တနေကိပိတဝါနာဣမေနယေဝအာယတမန္တာနာစိတ်တတာဝတိတိသက္ကံစိတ်တမိမိတို့ရဲ့စိတ်ကိုနေကိပိတဝါနာနေရာတိုင်းမှာလျှော့ချထားပြီးတော့မှဣမေနယေဝအာယတမန္တာနာထိုနှစ်ပါးတို့ရဲ့စိတ်ဓာတ်ဝတိတိစိတ်ရဲ့အလိုလိုက်အကျိုက်ဆောင်ပြီးတော့
နေပေးလိုက်ပါလောကမှာစေရောစကားတစ်ခုရှိတယ်ဒကာကြီးတို့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 နဲ့တောင်းမှုမဲ့ခြင်းနဲ့ဥပမာမဲ့တငယ်ချင်း2 ယောက်ဆိုရင်ချစ်လိုက်ကြတာဘယ်သွားတော့ဘယ်လာဘာလို့စိတ်တူကိုယ်တူဟုတ်လား2 ယောက်ဆိုရင်ဗါလဲစိတ်တူကိုယ်တူ3 ယောက်ကြတော့1 ယောက်ကခလောက်ဆန်တယ်အဲ့စကားကြောင်းလား3 ယောက်1 ယောက်ခလောက်ဆန်တယ်ဆိုတာ3 ယောက်ဖြစ်သွားရင်ကရုံးကြိုက်ဖြစ်ပြီးတော့1 ယောက်ကဗာဖြစ်တယ်စိတ်ဝမ်းကွဲတတ်တယ်ပေါ့နော်3 ယောက်ဖြစ်သွားရင်ဟုတ်လားအဲ့ဒါကြောင့်တော့အဲ့ဒီဂေါတိငါတာလအင်ဂျင်တော်ထဲမှာနေတဲ့ယဟန်တော်3 ပါးရဲ့စိတ်ဓာတ်ကကြတော့တက္ကံစိတ်တံဒိဋ္ဌိပိတဝါနာတဲ့ဥပမာမဲ့ဒကာကြီးတို့ဘောပကအဖွဲ့ကြီးဆိုပါတော့ဒကာကြီးတသုကနေပြီးတော့တို့တငယ်ချင်းတွေဒီနေ့ဆိုပါတော့နော်တို့အမနာဒါနဓမ္မဒါနဗုဒ္ဓဘုဒ္ဓရိယပွဲပြန်လည်ပြီးတော့လုပ်ကြရင်ကောင်းတယ်အဲ့ဒါလို့အစိုးတင်သွင်းလိုက်တဲ့အခါမှာအားလုံးသောအဖွဲ့ဝင်တွေအားလုံးတမျိုးလုံးလာရှိတဲ့ဒကာဓမ္မတွေကရောတို့တရားမနာရတာလဲကြာပြီအမနာဒါနဓမ္မဒါနပူဇော်ပွဲမလုပ်ရတာလဲဘယ်နှစ်နှစ်ရှိသွားပြီလုပ်ရင်ကောင်းတာပေါ့ဟောဒါကြောင့်ဒီကနေ့ဒီအောင်ဝဲရတာပေါ့ဟုတ်ကဲ့လားအောင်ဝဲဆိုတာကစကားလုံးသုံးတာပါအမနာဒါနတရားဒါနအလှဝဲကြီးမဖြစ်ဘူးလားအမနာဒါနတရားအလှဝဲကိုအကြောင်းပြပြီးတော့ဘုံဘုံတို့ကိုပြင်ပြီးတော့ဘလွန်အဖွဲ့ဝင်တစ်ပါးဆိုတဲ့အနေနဲ့မဟာတန္တုလဒါနစွမ်းတန်တော်ရည်သက်ချလှူတဲ့တန္တုလဒါနစွမ်းစာအလှလည်းပဲလှူခွင့်မရဘူးလားဒါတက္ကတရားရှိလို့လားမရှိလို့လားရှိပါဗျာလောကမှာဦးဇင်းတို့ပြိဿကြီးလူသားတွေခွဲကြည့်လိုက်မယ်ဆိုရင်အယံစင်းရဲတဲ့ပြိဿလည်းမရှိဘူးလားရှိပါဗျာသူ့တဲ့နည်းနည်းလေးအစင်ပြေတဲ့ပြိဿလည်းမရှိဘူးလားရှိပါဗျာအလဲလာတန်းသားပြိဿလည်းမရှိဘူးလားရှိပါဗျာအယံချမ်းသာတဲ့ပြိဿလည်းမရှိဘူးလားရှိပါဗျာသို့တော်လည်းပဲစီဝါဥစ္စာတွေဘလောက်ပဲချမ်းသာပြိဿကြီးတတ်တာမရှိရင်လူတဲ့တန်းတဲ့ဥပဒေလာစောင့်တည်တဲ့ဖရာတဲ့ကြောင်းစောင့်တဲ့တန်လန်းကြီးပြင်းတဲ့ဒီတွေရေကန်ကြီးတူးတဲ့လမ်းကြီးခင်းတဲ့ဖြစ်နိုင်မှာမလားဘာမရှိရဲ့တရားတရားမရှိဒါကြောင့်မြတ်စွာဘုရားသခင်ကိုရောင်မြတ်ကြီးကနော်တဏ္ဍာယတရတိဩဃံတဲ့တရားတရားသာရှိမယ်ဆိုရင်ဩဃ၄ပြာတန်တရားကတော့ဘာဖြစ်တဲ့ကိုမြောင်နိုင်တယ်လွန်မြောင်နိုင်တယ်ဒီတက်ကောင်းတာပါရှိတယ်မရှိဘူးနော်တရားတရားရှိရင်နိဗ္ဗာန်တရားရောက်နိုင်တယ်လို့ဒီလိုဆိုလိုတာပေါ့နော်အဲ့တော့တရားတရားရှိရင်နိဗ္ဗာန်ရောက်ဖို့ဆိုတာကတော့ဦးဇင်းတို့တဘဝတက္ကနာနဲ့ရောက်ပါမလားဒါနတက္ကပြည့်နဲ့ရောက်နိုင်မှာမလားသီလတက္ကလည်းပြည့်နဲ့ရောက်နိုင်မှာမလားဖယားအလောင်းတွေတော့မှပါရမီပဲဘယ်လောက်ဆင်ရလဲလေးသိဉ္ဇနဲ့ကဘာတဲ့ဒါနပါရမီဒါနဥပပါရမီဒါနပရမတ္ထပါရမီ10 ပါးအပြား30ဆိုပြီးတော့မပြည့်ကြရဘူးလားအဲ့တော့ဦးဇင်းတို့ပြိဿကြီးဒါနတစ်ချိန်ပြုရုံနဲ့နိဗ္ဗာန်မရောက်နိုင်တော့လည်းပဲတတ္ထာယတတတိဩဃံဆိုတဲ့ဒီဘုရားဟောဒေသနာလေးကဦးဇင်းတို့တွေတက္ကကြီးတို့တက္ကမကြီးတို့တွေအတွက်အလွန်တရားတရားတက်စီတယ်စိတ်ဓာတ်ကိုဘာဖြစ်လဲတက်ကြွစေတယ်မှန်လားအဲ့တော့တရားတရားရှိမှအရာရာဘာဖြစ်လဲအောင်မြင်နိုင်တယ်မျောလင်းချက်နဲ့အသက်ရှိနိုင်ရှိနေတာလို့ပြောတဲ့စကားကဦးဇင်းတို့ပြိဿကြီးထိုင်ပြီးတော့မျောနေလို့ရပါမလားမရပါဘူးတဏ္ဍာတရားဆိုတဲ့ယုံကြည်ချက်နဲ့အလုံးလုံးမှာဘဝမှာဘာဖြစ်မလဲအောင်မြင်နိုင်တယ်ဟုတ်ကဲ့လားအဲ့တော့ဒီကနေ့ဒီအပွဲအစည်းကြီးတရားဆင်ညာအမတဒါနတရားပူဇော်ဝဲစွမ်းတန်တော်လူတဲ့မဟာတန္တုကဒါနအလှဝဲဟုတ်ကဲ့လားစိတ်ဓာတ်ညီညွတ်လို့ဒီအလှဝဲဖြစ်တာလားမညီညွတ်လို့ဖြစ်တာလားညီညွတ်လို့ဖြစ်တာညီညွတ်တယ်ဆိုတာလည်းပဲခုနဘုံဘုံတို့ပြောတဲ့အတိုင်းပဲဂေါသင်္ကတာလအင်ဂျင်တော်ထဲမှာနေတဲ့ယဟန်တော်3 ပါးရဲ့စိတ်ဓာတ်မျိုးတရားကြီးတို့ဖွဲ့မှာရှိလို့ပေါ့လူကြတန်းကြတဲ့အဖွဲ့မှာဘာဖြစ်လို့လဲဒီစိတ်ဓာတ်ရှိလို့ဟုတ်ကဲ့လားဘယ်နေရာမဆိုတဲ့ကိုယ့်ရဲ့ဆန္ဒကိုယ့်ရဲ့အလိုကိုအလျှော့ပေးပြီးတော့အခြားခြားသောသူတို့ရဲ့ဆန္ဒအလိုကိုဘာလို့ရမလဲလိုက်လျောညီတွေနေပေးရမယ်ဒါလေးလိုက်တာကျင့်တော့ရင်ဦးဇင်းတို့ပြိဿကြီးဘယ်နေရာမှမအောင်မြင်နေရမရှိပါဘူးမှန်ရလားဗျာ
ဘယ်နေရာမှာဘာဖြစ်လဲမအောင်မြင်နေရအကြောင်းမရှိဘူးဘာဖြစ်လို့လဲဆိုတော့ညီညွတ်နေတယ်လေစီလုံးနေတယ်လေဟုတ်ကဲ့လားညီညွတ်ညွတ်စီလုံးလုံးစီစီလုံးလုံးနဲ့ဦးဇင်းတို့ပြိတ္တာရေဝီရိယနဲ့အားထုတ်မယ်ဆိုရင်မအောင်မြင်နိုင်ဘူးလားအောင်မြင်နိုင်တာပေါ့အဲ့ဒီတော့ဦးဇင်းတို့ပြိတ္တာရေအဲ့ဒါလို့ညီညွတ်ညွတ်စီစီလုံးလုံးနဲ့လုပ်ဖို့အတွက်ဘာလိုတယ်လဲဆိုတဲ့အခါကျတော့ယုံကြည်ချက်လိုတယ်ဟုတ်ကဲ့လားတယောက်တယောက်ယုံကြည်ရမယ်တယောက်တယောက်ဖိမာရမယ်တယောက်တယောက်ကူညီရမယ်တယောက်တယောက်စောင့်ရှောက်ရမယ်ဟုတ်ကဲ့လားဇာတုဌာနန္တရပြိုင်နေရလို့ကလားသာသနာအတွက်အလုံးလုံးတဲ့အခါမှာဘဝလုံးမြောက်ရေးအတွက်အလုံးလုံးတဲ့အခါမှာယာတုဌာနန္တရကအဓိကကြသလားမကြောက်လားမချဘူးတော့ဟုတ်လားကိုကြရတာဝန်ကနေပြီးတော့ယုံကြည်ချက်အပြည့်အဝနဲ့စိတ်ဓာတ်ကြည်ကြည်လင်လင်နဲ့လုံးနိုင်ဖို့ပဲအရေးကြီးတယ်မှန်လားဗျာယာတုဌာနန္တရရမရယာတုဌာနန္တရကဗราဏမဟုတ်ဘူးဟုတ်ကဲ့လားကိုလုံးတဲ့လုပ်ငန်းမှာဦးဇင်းတော်ပရိသတ်ကြီးစိတ်ဓာတ်လေးကြီးကြည်လင်နေမယ်လုပ်ငန်းတိုင်းမှာဖြူဖြူစင်စင်နဲ့လုပ်နိုင်ရင်နောက်ဆုံးဦးဇင်းတော်ပရိသတ်ကြီးမလုံနိုင်လို့ဝေယဝဆလုပ်လေစိတ်ဓာတ်ကြည်ကြည်လင်လင်နဲ့လုပ်ရင်ထိုကုသိုလ်ကောင်းမှုဟာဘဝဆက်ဆက်တန်တရားဆက်ဆက်ပြစ္ဆုတ်ပါမှာရောတန်တရားမှာရောဦးဇင်းတော်ပရိသတ်ကြီးကောင်းကျိုးတွေမရနိုင်ဘူးလားမရနိုင်ပါဘူးဒါကြောင့်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကဣဒမောဒတိကိစ္ဆာမောဒတိကတ္တသောကြောဥပယတမောဒတိပိစ္ဆာမောဒတိဣဒမောဒတိပိစ္ဆာမောဒတိကတ္တသောကြောဥပယတမောဒတိသောမောဒတိသောပမောဒတိဒိဋ္ဌဝါကမ္မဝိတောတိမတ္တနောကိုလုံးတဲ့လုပ်ငန်းသာဖြူစင်နေပဲစီတဲ့ယာတုဌာနန္တရရှိတာမရှိတာကဗราဏမဟုတ်ဘူးကြားတဲ့နေရာမှာကိုယ့်ရဲ့သာသနာပြုလုပ်ငန်းကိုစိတ်ဓာတ်လေးတွေကြည်ကြည်လင်လင်နဲ့စေတနာလေးတွေဖြူဖြူစင်စင်နဲ့ဒါလောက်သွားမယ်ဆိုရင်ပြိဿကြီးဣဒမောဒတိတဲ့ပိဿုပံမှာလည်းကျမ်းကျမ်းမှာဝမ်းပန်းတာချမ်းချမ်းသာသာနဲ့နေရမယ်ဒီဘဝကကွယ်လွန်နေစရောက်လို့တဏ္ဍတော်လို့ဘဝပြောင်းသွားရင်လည်းပိဿတမလွန်ဘဝမှာမောဒတိဝမ်းမြောက်ဝမ်းသာကျမ်းကျမ်းမှာချမ်းချမ်းသာသာနဲ့နေနိုင်တယ်ဥပယတမောဒတိပိဿုပံတန်တရားနှစ်ဖြာသောဘဝမှာကျမ်းကျမ်းမှာချမ်းချမ်းသာသာဝမ်းပန်းတာပြီးဆုံးစွာနဲ့နေနိုင်တယ်တဲ့။ဘာဖြစ်လို့အဲ့ဒါလိုနေနိုင်တာလဲဆိုတော့အတ္တတောကမ္မဝိတုဒ္ဓိတဲ့။ပြိဿကြီးပြောကြည့်လိုက်ပါရဲ့။ကိုလောက်ထားတဲ့လုပ်ငန်းကစင်ကြယ်နေတဲ့အတွက်ကြောင့်ကိုလောက်ထားတဲ့လုပ်ငန်းကဘာလဲ။စင်ကြယ်နေတဲ့အတွက်ကြောင့်စဉ်းစားကြည့်ဖို့ဒီမကြီးတို့တကာကြီးတို့ဦးစင်းတို့တွေတပုတ်ပေါ်လက်နဲ့စဉ်းစားကြည့်ဟလာမနေ့မိုးလင်းကနေနေဝေမိုးချုပ်အလုပ်တွေလုပ်ကြရရင်ဒီမိုးရင်မိုးချုပ်ပြီးတော့ညသာစားပြီးတော့အိယာတွေရောက်နှစ်ပုတ်ပေါ်လက်တွေမပြောခင်လေးစဉ်းစားမနေ့ကပြောတယ်လို့ပဲဒီကနေ့တနေ့တာငါကောင်းတဲ့အတွေ့နဲ့အချိန်တွေကုန်သွားသလားမကောင်းတဲ့အတွေ့တွေနဲ့အချိန်ကုန်သွားသလားမကောင်းတဲ့အပြောတွေနဲ့အချိန်ကုန်သွားလားကောင်းတဲ့အပြောတွေနဲ့အချိန်ကုန်သွားသလားကောင်းတဲ့အလုပ်တွေနဲ့အချိန်ကုန်သွားသလားမကောင်းတဲ့အလုပ်တွေနဲ့အချိန်ကုန်သွားသလားလို့ပြန်လဲနှစ်ခုပေါ်လက်တွေစဉ်းစားလိုက်လို့ပြိဿကြီးဘာမှမကောင်းတာလုပ်မထားဘူးအတွေ့ရောအလုံးရောအပြောရောအရာအလုံးမှာပြိဿကြီးအပြည့်ကင်းစင်နေဆိုရင်ကိုယ့်ရဲ့စိတ်ဟာညှဉ်းညူးသွားမလားကြည်လင်သွားမလားအဲ့ဒီကြည်လင်တဲ့စိတ်ကိုရဖို့ဟာအရေးကြီးတယ်ဟုတ်ကဲ့လားဓမ္မပဒပါဠိတော်မှာမြတ်စွာဘုရားဟောတာပထမဆုံးဂါထာမနောပုပ္ပေကမမနောတိတမနောမယမနသာစေပတာနေနဘာတတိဝါကရောတိဝါတတောနံဒုက္ခမနွေတိသာယဝအနုပါယိနိတတောနံဒုက္ခမနွေတိဇက္ကဝဝဟတောပရံအဲ့ဒီနေရာလေးမှာနှစ်ပိုင်းဟုတ်ကဲ့လားကိုပြောတဲ့အပြောကိုတွေးတဲ့အတွေ့ကိုလုပ်တဲ့အလုပ်ဟာကြည်လင်တဲ့စိတ်နဲ့လုပ်ရင်ဒုက္ခသာယဝအနုပါယိနိတဲ့ကောင်းကျိုးချမ်းသာတွေဟာလူသွားတဲ့နောက်မှာအရေးမလိုက်ဘူးလားအဲ့ဒီအရေးမှနောက်ကနေပြီးတော့ကိုလောက်ထားတဲ့ကောင်းကျိုးတွေဟာစင်ကြယ်တဲ့အကျိုးတရားတွေဟာလိုက်ပြီးတော့အကျိုးပေးပါလိမ့်မယ်တဲ့ကိုကလုပ်တဲ့အလုပ်ဟာမကောင်းတဲ့အတွေ့မကောင်းတဲ့အပြောမကောင်းတဲ့အလုပ်လုပ်နေရင်တော့စက္ကဝဝဟတောပရံတဲ့ဟုတ်လားစက်နဲ့တူတဲ့ပေါ့ဒါဆိုစက်နဲ့တူတဲ့စယံတရားကြီးဟာကိုယ်နောက်လိုက်လာမယ်ဆိုရင်အဲ့ဒီစယံတရားကြီးဒွါသားနဲ့တူတဲ့စယံတရားကြီးဟာ
ကိုယ်ပေါ်ဖြတ်ဆင်းသွားမယ်ဖြတ်တောက်သွားမယ်ဆိုရင်အသက်ထွက်မသွားနိုင်ဘူးလားဒါကြောင့်ဦးဇင်းတို့ပြိဿကြီးဘာပဲလုပ်လို့စိတ်ဓာတ်ကြည်လင်ဖို့နဲ့စိတ်ဓာတ်စင်ကြယ်ဖို့ဟာဗราဏမကြဘူးလားဒါကြောင့်အရာအလုံးဟာစိတ်ဒေနာဒီလောကောလို့ဘုရားဟောတာဟုတ်ကဲ့လားအရာအလုံးကိုကောင်းတာဖြစ်ဖို့အတွက်လည်းစိတ်ကဗราဏမကောင်းတာလုပ်ဖို့အတွက်လည်းပဲစိတ်ကဗราဏအဲ့ဒီနေရာလေးမှာဦးဇင်းတို့ကမင်းညပြောသလိုပဲအကောင်းဘက်ကိုဥတည်ဖို့အတွက်ဘာတတိထားရမလဲဆိုတော့တတိထားပြီးတော့တမ္ပဇင်ညာတရားနဲ့အလုပ်လုပ်ရမယ်တတိထားပြီးတော့ဗာနဲ့လို့တမ္ပဇင်ညာဆိုတာပညာပေါ့နော်တတိတမ္ပဇင်ညာတရားကဘယ်နေရာမှလွတ်လို့မရဘူးဘာပဲလုပ်လို့လွတ်ထားလို့မရဘူးတတိတမ္ပဇင်ညာတရားလွတ်သွားတဲ့ပုဂ္ဂိုလ်ရဲ့လုပ်ရမှာဦးဇင်းတို့ပြိဿကြီးအကောင်းမဖြစ်နိုင်ဘူးအမှန်မဖြစ်နိုင်ဘူးမှန်လားဗျာဒါကြောင့်ဦးဇင်းတို့ပြိဿကြီးစိတ်ဓာတ်လေးတွေညီညွတ်ညွတ်ညွတ်စီစီလုံးလုံးကြီးကြီးလေးလေးနဲ့ဒီလိုဘုရားပူဇနီယပွဲရင်ကျင်းပတဲ့အမတဒါနဓမ္မဒါနတရားအလူတွေလူတွေမဟာတန္တုလဒါနသံဃာတွေလူတွေတဲ့ဒါမှတရားတရားရှိလို့ဒီအောင်ပွဲကိုရတာလားတရားတရားမရှိလို့ရတာလားတရားတရားရှိလို့ရတာဟုတ်ကဲ့လားအဲ့တော့ကုသိုလ်ကောင်းမှုပြုကြတဲ့အခါမှာတတိထားရမယ့်အရာကဘာလဲဆိုတော့ကိုယ်လုံးတဲ့အလုပ်ကိုလူတဲ့အလူဒါနဟာအတတ်နိုင်သောစင်ကြယ်ဖို့အရေးကြီးတယ်ဟုတ်လားကိုလူတဲ့အလူဒါနဟာဘာဖြစ်လဲဖြူစင်တဲ့ဖြူစင်အောင်စင်ကြယ်တဲ့စင်ကြယ်အောင်တတိထားပြီးတော့လူဒါဖို့လိုတယ်တချို့ကဒါနပြုကြတာလွယ်လွယ်လေးပဲဟောငါတရားတရားပြပြီးသားပါဒါလေးငါအတွက်လူပြီးသားပါအဲ့တော့ကိုယ်တိုင်လူတဲ့နေရာကိုရောက်ပြီးတော့ကိုလက်နဲ့ကိုသာဟာတိကမြောက်လူဒါနဲ့တစ်စက်လက်ဆင့်ကမ်းပြီးတော့ပြုလိုက်တဲ့အလူဒါနဟာဦးဇင်းတို့ပြိဿကြီးအကျိုးပေးတဲ့ကဘယ်သူကသာလို့မလဲကိုယ်တိုင်သာဟာတိကမြောက်တူတယ်အဲ့တော့ဗမာမဆုဆရာတော်ဘုရားကြီးဟောထားတဲ့နေရာမှာအများကြီးရှိပါတယ်ပြုတဲ့တန်းတဲ့အခါမှာကိုယ်တိုင်ပြုရမယ့်နေရာရောက်လာတော့ဦးဇင်းတို့သံဃာတော်ရှင်များများဦးမြင်ရတဲ့သမဏတဒနာမင်္ဂလာမရှိဘူးလားဗျာသာဟာတိကကိုယ်တိုင်ဆက်ကလူတိုင်းရတယ်အဲ့တော့အိမ်ကနေပြီးတော့တစ်စင်ကမ်းပြီးတော့ပြုလိုက်တဲ့အလူဒါနမျိုးဟာအလူဒါနမြောက်တော့မြောက်ပါတယ်သို့တော်လည်းပဲခုနကတော့ကိုယ်တိုင်လူရမယ့်နေရာရောက်ပြီးတော့ဒါအတိကလူဝဲရတဲ့သမဏတဒနာမင်္ဂလာတွေရတယ်ဆိုတော့ရတာချင်းတော့မတူဘူးပေါ့ဟုတ်ကဲ့လားကိုယ်တိုင်ဒါအတိကလူတဲ့ပုဂ္ဂိုလ်က9မျိုးလောက်ရရင်ဟိုသူများနဲ့တစ်စင်ကမ်းပြီးတော့လူတိုင်းတဲ့ပုဂ္ဂိုလ်ကတစ်ခုလောက်ပဲရမယ်ပေါ့မရဘူးလို့ဆိုလိုတာမဟုတ်ဘူးเนาะတခြားလည်းမတွေးနဲ့ဟုတ်ကဲ့လားအဲ့တော့အတတ်နိုင်သောကျမ်းမာရေးတွေကလည်းကောင်းနေတယ်ခြေလက်အင်္ဂါတွေလည်းကောင်းနိုင်တယ်သွားနိုင်တယ်လာနိုင်တယ်ဆိုရင်ဦးဇင်းတို့ပြိဿကြီးကိုယ်တိုင်လှူတာဟာပုံပြီးတော့ဗာဖြစ်တယ်ကောင်းပါလေဥပမာတစ်ခုပြောပြမယ်ပေါ့နော်သေသူကိုရည်စူးပြီးတော့လှူတာနဲ့ကိုမသိကကိုဘာကိုလှူတာနဲ့ဘယ်ဟာကောင်းလဲကိုတည်သွားတဲ့ချိန်ကျမှသာသမီမြင်းမြင့်တွေကအမေကြီးအတွက်ဖေးကြီးအတွက်ဖိုးဖိုးအတွက်ဘွားဘွားအတွက်ဆိုပြီးတော့လှူပြီးတော့ဝေတဲ့အမြဟာရောက်ရှင်လေရောက်တယ်ရောက်ရှင်ပါလေရောက်တယ်ပေါ့အဲ့တော့ဇာလူတော်ဒီပုံနာကြီးလျှောက်တဲ့တရားနာဥတယ်ပေါ့လားသေသူအကြောင်းပြကောင်းမှုပြုတဲ့ခါမှာတဲ့နော်တပည့်တော်တို့ဘွားဘွားအတွက်ဖိုးဖိုးအတွက်ဆိုပြီးတော့ကုသိုလ်ကောင်းမှုပြုတယ်ဗျာဘယ်နှစ်နှစ်ပြီနော်ဘယ်နှလလာနေမလုပ်ကြဘူးလားဗျာလုပ်တဲ့အခါမှာတဲ့တပည့်တော်တို့အဲ့ဒီကုသိုလ်ကောင်းမှုကဖိုးဖိုးဘွားဘွားတို့ရဲ့တန်းဖေဖေမေမေတို့ရဲ့ခြံကိုတကယ်ပဲရောက်ပါသလားဘုရားလို့ဒီလိုမေးတဲ့အခါကျတော့မြတ်စွာဘုရားရဲ့တရားတော်ကရောက်တဲ့အခါရောက်တယ်မရောက်တဲ့အခါမရောက်ဘူးတဲ့ကြောက်လားအဲ့တော့ရောက်တဲ့အခါကဘယ်ချိန်ရောက်တာလဲဆိုတဲ့အခါကျတော့သူကမျောနေတဲ့အချိန်နဲ့ဒီကပေးလှူတဲ့အချိန်အမျှဝေတဲ့အချိန်နဲ့စုံစည်းရင်တိုက်ဆိုင်ရင်မဖြစ်တဲ့ရောက်ပါလေအကယ်၍ကနတ်သားပြည့်လို့နတ်သမီးတွေတစ်ဖက်400-500နေနဲ့သူဆွေနေတော့ပြတ်တယ်လို့ပေါ့နော်ကိုယ်ရင်မိမမလေးသားပင်နေနဲ့နတ်သမီးတွေတစ်ဖက်400-500နဲ့ဘာဖြစ်လဲကိုယ်ရင်နေမိမနေတဲ့မှာပျော်မွေ့နေလို့ဒီကအလူကိုလက်မမြော်ဘူးဆိုရင်အဲ့ဒီချိန်ကမရနိုင်ဘူးတဲ့ဒါဆိုရင်တဲ့ကျန်ရည်တဲ့မိသားစုကဘိုးဘွားဘွားတွေနဲ့ဖေဖေမေမေတွေအတွက်ကုသိုလ်ကောင်းမှုပြုတဲ့အခါမှာသေသူအကြောင်းပြုပြီးတော့ကောင်းမှုပြုတဲ့အခါမှာအဲ့ဒီမရောက်ဘူးဆိုရင်တပည့်တော်တို့မလှူချင်တော့ဘူးဗျာဒီလိုတော့စိတ်မကွက်ပါနဲ့တဲ့လှူပါတဲ့သူကမမျော်လင့်တော့သူ့သူမရောက်ရင်ဒီကနေ့ကျန်ရည်တဲ့မိသားစုတွေဒီကနေ့လှူတဲ့အတူပါပါဖြစ်လေရပါလေပိဿုပန်အလှူဟာ
ဒီကနေ့ဘုရားဘာမှပြပြနေပြီးတော့မရောက်တဲ့ဘူးဆိုရင်ကျန်ရတဲ့သာသမီတွေပြုတဲ့ကုသိုလ်ဟာကျန်ရတဲ့မိသားစုတွေအတွက်ပြစ္ဆုတ်ပံအကျိုးတန်တရားကျိုးပါဖြစ်တဲ့ရနိုင်ပါလေအချင်းကြီးအလဟတတော့ပါဖြစ်တဲ့ဖြစ်မသွားပါဘူးတဲ့အဲ့ဒီဒေသနာလေးကိုထောက်ကြည့်မယ်ဆိုရင်ဘုံဘုံတို့ဦးစင်းတို့ဒကာကြီးတို့ဒကမာကြီးတို့ကကိုမသိခင်ကိုရှိတဲ့စီးပွားဥစ္စာကိုကိုယ်တိုင်ရည်သက်ချပြီးတော့လှူတာနဲ့ကျန်ရတဲ့သာသမီဟုတ်လားညီမြစ်တွေကတည်သွားတဲ့အချိန်မှာလှူပြီးတော့အမြတ်တမ်းပေးဝေတာနဲ့ဒကာကြီးတို့ဒကမာကြီးတို့စဉ်းစားကြည့်ပေါ့ဘယ်ဟာပို့ပြီးတော့တန်ဖိုးရှိမလဲဘယ်ဟာပို့ပြီးတော့တိရောက်မလဲဘယ်ဟာကပို့ပြီးတော့ပြစ္ဆုတ်ပံတန်တရားအတွက်ကောင်းတယ်လေဆိုတာဒါလေးကိုစဉ်းစားကြပေါ့မှန်ရလားကိုမသိခင်ကကိုစွတ်ဆောင်ထားတဲ့စီးပွားဥစ္စာကိုအကုန်လုံးလို့ပြောတာလည်းမဟုတ်ဘူးတော့အကုန်လုံးရင်လည်းအဖေမိနဲ့သားသမီးတွေရဖြစ်မှာဟုတ်ရဲ့လားထားလဲထားရမယ်စားလဲစားရမယ်လှုပ်လဲမလုပ်ရမလဲလှုပ်ရမယ်ဟုတ်လားထားရမယ်ဆိုတာကဥစ္စာမင်းသာရှိတယ်လေထားရမှာပဲအကုန်လူအောင်မှာမဟုတ်ဟုတ်ကဲ့လားအကုန်လူလိုက်လို့ရှိရင်တော့ကြာဦးမေးယူရွေးလာတဲ့ခါကျတော့အလူကဘုန်းကြီးကလာပြီးတော့မဆောက်ချဘယ်လိုနော်အဖေမိတို့ကစီဝါဥစ္စာတွေပေါ်တော့ကတော့ဘုန်းကြီးသွားလူပြီးတဲ့ခါကျတော့ကျွတ်တော့မပေးပဲနဲ့အခုအဖေဟိုတဲ့ကအမေဟိုတဲ့ခါကျဘုန်းကြီးကလာကြည့်သလားဆိုဘယ်လိုလုပ်ကြဟုတ်ကဲ့လားဒါကြောင့်မို့ထားလဲထားရမှာပဲဥစ္စာမင်းတာစားလဲစားရမှာပဲမစားလို့ကျွန်တော်မလိုက်တာကြီးသမီးတဲ့ကြည်တဲ့အဲ့တော့ခွန်လေးရပြည့်လို့ရှိရင်အစာအရပြပြီးတော့မဖြစ်မလဲအဲ့ရတယ်လဲပြီးတော့ယောဂဝေဒနာကြီးဖြစ်စီမှာပေါ့စားရမှာပဲဟုတ်ကဲ့လားထားလဲထားရမယ်စားလဲစားရမယ်လှုပ်လဲလှုပ်ရမှာပဲဟုတ်ကဲ့လားနှမျောလို့ကစီးနေလို့ဆိုပြီးတော့ဦးဇင်းတို့ပြိတ္တာရင်နှစ်ဘုရားချွေချိန်မကြအောင်ရှာပြီးတော့မလူရဲ့မတန်းရဲ့မပေးရဲ့မကန်းရဲ့မစားရဲ့ဟုတ်ကဲ့လားမစ္စရိယဘောဓိယတတိတို့ကြားဦးတယ်မဟုတ်လားအားလုံးသိပါတယ်တော့ပြောလိုက်မုတ်စီကျော်လေးဟုတ်ကဲ့လားရက်ွက်တဲ့သွားတဲ့ခါကျတော့တအိမ်ကကျော်တဲ့မုံညာကိုနှာခေါင်းထဲကိုဓာတတနာဖြစ်လာတာပေါ့ဟုတ်ကဲ့လားပရိသတ်သမုပ္ပါနဲ့ပြောရင်ဘာဖြစ်လာလဲဓာတတနာဖြစ်လာတာသူများဒီအိမ်ကကျော်တဲ့မုံအနံ့ကိုလမ်းလျှောက်ရင်းနဲ့နှာခေါင်းထဲတိုးတဲ့အနံ့ကိုဓာတတနာဆွဲပြီးတော့ဒီမုံကိုစားချင်တာဟုတ်ကဲ့လားအိမ်ကျတော့တတိမကြီးပြောမုံကျော်စားနေတယ်နော်မိတယ်တော့မျက်နှာမစုံနဲ့လမ်းရဖြစ်လာတာလေမျက်နှာကမတိမတာနဲ့ဆိုလို့စီးမိတာပေါ့ဟုတ်လားလူတယောက်ပါတိတာလေတခုခုအလုံးမကြဘူးဆိုမျက်နှာပါပြည့်တယ်မရွှေပြားဘူးမဲမောင်းနေတာပဲဟုတ်လားကလမနိုင်ရခိုင်ပဲလဲရှိတာမဟုတ်လားလမ်းကတရားရောက်တဲ့သဘောမကျရင်အိမ်ကြရောဘုသားသမီးစုဒီသားသမီးကိုဟိုလူရိုက်ဒီလူရိုက်မရှိဘူးလားဖြစ်တတ်တဲ့ဒါလောကသဘာဝဟုတ်ကဲ့လားအဲ့တော့အပွားကြီးကမေးတယ်အိမ်ကဒကမာကြီးကတော့ဘယ်လိုဖြစ်လာလဲမျက်နှာကလည်းမကြည့်ဘူးဆိုမပြောပါနဲ့ကွာငါမစိုးရင်ငါကြောင်မမသိမုန်းနာနေနှာခေါင်းထဲဆွဲလာဒီမုန်းစားနေလို့ဩတော့မရှိတာကြာနေတာပဲဟုတ်လားတရားကွက်လုံးတစ်ဆွေလုံးတစ်မျိုးလုံးဟုတ်လားကြုံကျော်တို့တစ်မျိုးလုံးကြော်စားလိုက်မှာပေါ့တဲ့ဟာမင်းဘယ်လိုပြောလိုက်တာလဲငါအဲ့တော့ကုန်ကြခံနိုင်ရင်ငါဒီလိုမျက်နှာဖြစ်ပါမလားတဲ့ကဲဒါဆိုလို့ရှိရင်လည်းကိုယ်ဆွေမျိုးသားချင်းကြော်မယ်ပေါ့အဲ့ဒါနဲ့ဆော့ဆော့သွားကဲကိုယ်ဆွေမျိုးသားချင်းလည်းမကြွေးနိုင်ဘူးဆိုတော့နဲ့ကျုံနဲ့နှစ်ယောက်နဲ့ကြော်စားမယ်ဟာမင်းလည်းမကြွေးနိုင်ဘူးတဲ့အဲ့ဒါဆိုတော့တကားကြီးဟုတ်လားအဲ့ဒီတကားကြီးမျိုးယူနေလာပြီတဲ့ဟုတ်လားနော်အဲ့တော့ဒါလေးစဉ်းစားပေါ့နော်ပြောချင်တာကဦးဇင်းတို့ပြိတ္တာရေဘုံတစ်စိတ်တက်ကြော်တော့ရှင်မမောက္ကလန်နဲ့မတွေ့ဘူးလားအဲ့ဒါတော့ဆိုတော့ပေါ့ပါတယ်တာတကားလေးထောက်ပြမပြောတော့ဘူးနော်ဒီတရားတွေအကြောင်းဥပါအဲ့တော့မစ္စရိယကောတိယတတိလို့ရှားတော့ကတော့နှစ်ဘုရားကျွေချီမကြအောင်ရှားတယ်ရသမျှစီဝါဥစ္စာတွေကိုဦးဇင်းတို့ပြိတ္တာရေမပေးရဲ့မကန်းရဲ့မလူရဲ့မတန်းရဲ့ဟုတ်လားသာသမီလည်းမကြွေးနိုင်ကိုချစ်လို့ယူထားတဲ့မိမလည်းမကြွေးနိုင်ကိုယ်တိုင်းမဖြစ်နဲ့မစားရဲ့မတော့ရဲ့နှမျောတာဆိုရင်ဦးဇင်းတို့ပြိတ္တာရေသူပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်ဟာဦးဇင်းတို့မှန်မှာမလားတတ္တာရှိတာလားမရှိတာလားအဲ့တော့တတ္တာရဲ့အပြန်တရားကမစ္စရိယတရားတတ္တာရဲ့အပြန်တရားဗါတဲ့မစ္စရိယတရားဟုတ်ကဲ့လားဒါကိုဦးဇင်းတို့ကျေးဇူးတော်ရှင်တိတုဆရာတော်ဘုရားကြီးကကြည်ကြဲဝန်းဝန်းနဲ့ဟောတာတတ္တာနဲ့မစ္စရိယတိုက်ပွဲဆိုပြီးတော့ YouTube ကနေနားထောင်ကြည့်ပေါ့နော်နားကြည့်ပြတတ္တာနဲ့ဗါတဲ့မစ္စရိယတိုက်ပွဲဆိုပြီးတော့တိတုဆရာတော်ဘုရားကြီးအကျဉ်းတဝေဟောတာရှိပါတယ်အဲ့ဒါကိုနားပါဦးဇင်းတို့ကထောက်ပြတာပဲရှိတယ်နော်အဲ့ဒါကဘယ်တရားကိုထောက်တာလဲဆိုတော့ဧကတာရကပုံနာဘယ်သူကိုထောက်တာလဲရောမသွားတဲ့နော်ခဏမစ္စရိယကောတိယတတိနော်မောစီကျော်ကဘယ်သူလဲမစ္စရိယကောတိယတတိဒါကဧကတာရကပုံနာဟုတ်ကဲ့လားဧကတာရကဆိုတာပစိုးတစ်ချေပေါ့အဝတ်တစ်ချေပေါ့ဟုတ်ကဲ့လားအဲ့ဒီယောကဘာဝလဲဆိုတော့အပေါ်ယံအင်ကြီးပေါ့ဟုတ်ကဲ့လား
အောက်ဝလားအပေါ်ဝလားအပေါ်ဝအဲ့ဒီဧကတာတကအပေါ်ဝတစ်ဆယ်ဆိုတာဘာကိုဆိုလိုတာလဲဆိုတော့ပုံနာကြီးသတိမောင်နှံဒီပါလေလေပုံနာကြီးသတိမောင်နှံအပေါ်အင်ကြီးက2ယောက်ပေါင်းမှာတစ်ထည်ရှိတာကြားမှုပါတယ်နော်အခုတော့တရားပွဲသွားရင်ဒီမကြီးတို့လင်ကိုမရလာလို့ရဧကတာတကပုံနာတို့လာလို့မရဘူးဟုတ်လားတက္ကမကြီးတို့တက္ကကြီးတို့ကသာချမ်းသာလို့တက္ကကြီးရောတက္ကမကြီးရောသာသမီတွေရောလာလို့ရမိတွေမိတွေရောနောက်ကလည်းလေးတွဲပြီးတော့လာလို့မရဘူးလားချမ်းသာလို့လားဆင်းရဲလို့လားချမ်းသာလို့ဟုတ်ကဲ့လားဘုံဘုံလို့ဆိုရင်သင်္ကသာ3စုံတော့မယ်လှည့်ဖို့ဖြစ်တာပေါ့ဓမ္မကြီးတို့တက္ကကြီးတို့ကြတော့ခရီးသွားရင်ဘယ်လောက်တယ်ဒီအမဟိမေကြီးနဲ့အများကြီးတယ်လား15စုံ30ဓမ္မကြီးကတော့အကြောင်းပြရရှိတာပဲခရီးသွားတဲ့ကကြော်ချင်မရဘူးဗျာဟုတ်လားအဲ့လိုလေးရှိပါတယ်เนาะနားလည်းပေးလို့ရပါအပြည့်ပြောတာမဟုတ်ပါဟုတ်ကဲ့လားအဲ့တော့ဒီမှာပုံနာနဲ့ဇနီးမောင်နှံ2ယောက်ကတော့ပုံနာကြီးနဲ့ပုံလေးမကြီးနဲ့2ယောက်ပေါင်းမှအပေါ်အင်းကြီးဘယ်လောက်လဲတစ်ထည်ရှိတာဒါလေးကိုဘာလို့ကြောက်ပြတာလဲဆိုတဲ့အခါကျတော့တတ္တာတရားရှိလို့ဦးဇင်းတို့တရားဓမ္မတွေလှူမယ်လို့စိတ်ဆုံးဖြတ်ထားရင်မြန်မြန်လှူပါလှူခြင်းတိုင်းလို့စိတ်ထဲမှာတရားပေါ်လာရင်ဗါတယ်လေမြန်မြန်လှူပါမြန်မြန်မလှူပြတော့ဦးဇင်းတို့ပြိတ္တာရင်2ညအိမ်သွားမယ်3ညအိမ်သွားမယ်တစ်ပတ်ကြာသွားမယ်2ပတ်ကြာသွားမယ်ဆိုရင်မိလေးချောင်းစိတ်ကရှိသေးတယ်ဘာကရှိသေးတယ်ညာကရှိသေးတယ်လေဦးဇင်းတို့ပြိတ္တာရင်လှူရေးတန်းရေးဘာဖြစ်သွားမလဲတွန့်သွားမယ်အဲ့ဒါဘယ်သူကနိုင်ပိုက်သွားတာလဲမစ္စရိယကနိုင်ပိုက်သွားတာဘယ်သူကနိုင်ပိုက်သွားလဲအဲ့တော့ဧကတာရကပုံနာကြီးမြတ်စွာဘုရားဟောတဲ့တရားညာဥယျာဏနာတယ်လှူမယ်ဆိုပြီးတော့ချွတ်လိုက်မော်တိပေါင်းဆိုကောင်းတစ်ပတ်လောက်ကပြန်ဆွတ်ကြလိုက်ဟုတ်လားလှန်ချွတ်လိုက်ပြန်ဆွတ်ချလိုက်တယ်ဘယ်ရောက်သွားလဲဆိုတော့ပထမယံလည်းမလူပြဘူးည7 နာရီလောက်တကောင်းယံလည်းမလူပြဘူးကြားပြီးသားတရားကိုမြန်မြန်ပြောတာနော်ဘယ်ချိန်မှလူပြတယ်လဲဆိုတော့မိုးတော့ယံဘယ်လောက်လဲမနေ့4 နာရီ5 နာရီလောက်မှဘာဖြစ်လဲလှုပ်ပြသွားတယ်အဲ့တော့ဘာပြောချင်တာလဲဆိုတော့ပထမယံလာလူပြရဲ့စေယရနာမြေယရနာစိတ်ဆွေယရနာတွေကဘယ်လောက်ရမလဲ16စုံရမယ်အစုံစုံအပြင်ဘယ်လောက်ရမလဲည7 နာရီလောက်လူပြည့်ရင်ဘယ်လောက်ရမလဲ8စုံရမယ်အခုဘယ်လောက်ပဲရလဲ4စုံပဲရတယ်နာဝိကိတတရားဟုတ်ကဲ့လားပြောချင်တာကတတ္တတရားကြောင့်မို့ဒကာကြီးတို့ဘာပဲလို့အောင်မြင်တာမှန်တယ်အဲ့ဒီတတ္တတရားဟာဦးဇင်းတို့ပြိတ္တာရဲ့အဖို့တစ်မရှိပဲနဲ့အဖို့တစ်ဆိုတာဘာပြောချင်တာလဲဆိုတော့မစ္စရိယမဝင်ပဲနဲ့ပေါ့နော်ချောချောမောမောလေးနဲ့ပထမယံတာပြည့်ရင်ဘယ်နှစုရမလဲ16စုံရမယ်ဒါလေးကိုထောက်ပြနေတာဟုတ်ကဲ့လားဒါကြောင့်ဦးဇင်းတို့တရားဓမ္မတွေအားလုံးဟာတတ္တတရားကအနည်းအများလူတိုင်းမရှိကြဘူးလားရှိကြပါလေနည်းတဲ့များတဲ့ဆိုတာလဲဘာလေးကိုတွားပြီးတော့နည်းသွားတယ်လေဆိုတော့တစ်ဖက်ဘဝကဒါနအားနေတော့ဒီဘဝမှာမဖြစ်လေစေဝါဥစ္စာအားနေတာပေါ့မှန်ရဗျာစေဝါဥစ္စာအားနေတော့တရားနည်းတယ်လို့ဖြစ်တာတကယ်တော့ပင်ကိုတရားနည်းတာမဟုတ်ဘူးစီးပွားနည်းတော့တရားနည်းတယ်လို့ဖြစ်တာမှန်ရလားဗျာဘုံဘုံရဲ့တွေးခေါ်လေးနဲ့တရားဓမ္မတို့ရဲ့တွေးခေါ်နဲ့များတိုက်ဆိုင်ရလားအဲ့တော့အဲ့ဒါကိုသိသွားရင်ဘုံဘုံတို့ကမင်းညကမင်းတို့ဆရာတော်ဘုရားကြီးရဲ့ဆောင်ဖို့လင်္ကာလေးဗာပြောခဲ့တယ်ရှိကကောင်းတော့အခုကောင်းပါသည်အခုကောင်းနောက်ကောင်းပါလိမ့်မယ်ဒါကိုသိသွားရင်အရင်တုန်းကအရင်ဘဝတုန်းကအတိတ်ဘဝတုန်းကတို့ပုပ္ပိကတပုံညာနေခဲ့တယ်လို့ဒီဘဝမှာသိရင်ဒီဘဝမှာရှိတဲ့စီဝါဥစ္စာတွေကနေပြီးတော့ခုနတို့ထားလဲထားစားလဲစားကြိုးစားပြီးတော့လေလှုပ်ပေးပါဟုတ်ကဲ့လားအဲ့တော့ပုပ္ပိကတမြေတို့အတိတ်ဘဝကကုသိုလ်ကံနေခဲ့ရင်ဒီကုသိုလ်ကံနေလို့ဒီဘဝငါတို့ဆင်းရဲတာပဲလို့သိလို့ရှိရင်ဒီဘဝမှာတတ္တာမနေစီနေဟုတ်လားဩစတာဆင်းရဲပြီမဲ့လို့တတ္တာမနေပါစီနေဒါလေးကိုသတိထားပြီးတော့ကြိုးစားပြီးတော့နားထောင်ပါမှန်လားဗျာအဲ့တော့ဒီဘဝမှာဩစတာနေပြီမဲ့တတ္တာများရင်တတ္တာရှိသူတွေရဲ့အောင်ဝဲဆိုတဲ့အတွက်အနာဂတ်ဘဝမှာစီဝါဥစ္စာလည်းပြည့်စုံမယ်ရုပ်ဆင်းဥပကာရလည်းပါဖြစ်လေကြောကြောမောမောလာလာပါပါဖြစ်မယ်အကြောင်းအသားရည်ကလည်းရွှေစင်းကဲ့သို့ဝါဝင်းသောအစစ်တွေရှိမယ်ဟုတ်လားဘာမောင်ကကျဆရာတော်ဘုရားရဲ့တရားတွေနဲ့နာကြည့်တာတွေပါတယ်နော်ဒါနရှိသူနဲ့မရှိသူဘာတွေကွာတယ်ဆိုတော့ဒါတွေကွာတာပဲဟုတ်ကဲ့လားစီဝါဥစ္စာချမ်းသာခြင်းဆင်းရဲခြင်းကွာမယ်အသက်ရှိတာတူတာကွာမယ်ရုပ်ဆင်းဥပကာရချုံမောခြင်းလာပါရင်ကွာမယ်ကာယဗလာဉာဏဗလာကွာမယ်မကွာဘူးလားဗျာအဲ့ဒါကြောင့်
အဲ့ဒါလို့ဘဝဆက်ဆက်တန်တရားဆက်ဆက်မှာရုပ်စင်းတွေပကာရနဲ့ချောမောလာခြင်းနဲ့ဖြစ်လျက်ဘဝတိုင်းမှာလည်းစီးပွားဥစ္စာပြည့်စုံစွာနဲ့တရားတရားပြည့်စုံစွာနဲ့သာသနာတော်မြတ်ကြီးအစီကံတည်ရန်အောင်ထောက်ပံ့ခြင်းနဲ့လှူဒါန်းခြင်းနဲ့သာသနာပြုခြင်းနဲ့ဆိုရင်ဥစ္စာနဲတော်လည်းပဲတရားမနေပါစေနဲ့ဟုတ်လားအတေဘဝကနေခဲ့ပြီမဲ့လို့ပိဿုပံမှာမနေအောင်ကြိုးစားရင်အနာဂတ်ဘဝမှာဥစဉ်တော်ပြိတ္တာကြီးတတ္တာရှိသူတို့ရဲ့အောင်ပွဲဆိုတဲ့အတိုင်းပဲအရာအလုံးဟာအောင်ပွဲမခံနိုင်ဘူးလားအဲ့တော့သုမနသုတ်တံမှာလည်းရှိတယ်လေဘုံဘုံတို့ထောက်ပြတာဗါလေဒါနရှိသူနဲ့မရှိသူရှင်းလိုက်တဲ့အခါမှာဒါနရှိသူကနေရာတိုင်းမှာအရာ၅မျိုးနဲ့ဗါလေလွန်မိုးနိုင်တယ်ဆိုတဲ့ဒေသနာလည်းရှိတယ်လေမရှိဘူးလားဗျာတရဘာဘောအာယုဝနာဒုက္ခယတပฏิဘာနာဆိုတဲ့အရာ၅မျိုးဟုတ်ကဲ့လားလူပဲဖြစ်ဖြစ်လူထဲမှာဆိုလို့ရှိရင်လည်းဒါနပါတဲ့လူကဘာဖြစ်လဲတာလုံးနဲ့နတ်ဖြစ်ပြန်တော့လေတာလုံးနဲ့နတ်ချင်းချင်းဆိုပေမဲ့ဟုတ်လားနတ်ဆိုပေမဲ့ဓာတ်တူအရေးချင်းမဟုတ်ဘူးနော်တဘောအစေအာဝါပါဝါတွေဟာအနည်းအများရှိတာလေဟုတ်ကဲ့လားလူဘဝမှာဆင်းရဲချမ်းသာရှိတယ်လို့နတ်ဒီမှာလည်းပဲဆင်းရဲချမ်းသာရှိတယ်နော်သူတို့ကြတော့တဘောပါဝါအာနာပေါ့နော်တဘောပါဝါပေါ့အဲ့တော့တဘောကြီးတယ်မကြီးဘူးတဘောနဲ့တယ်နော်တဘောကြီးတယ်ဒီလိုပွားချသွားတယ်ပေါ့ဒါကြောင့်ဒါနရှိသူနဲ့မရှိသူဟာနေရာတိုင်းမှာဘဝတိုင်းမှာဗာဖြစ်လေအရာ၅မျိုးတာလွန်နိုင်တယ်ဒါကြောင့်ဘယ်ဘဝဘယ်ဘုံဌာနမှာပဲရောက်ရောက်ဦးဇင်းတို့တွေဒကာကြီးတို့ဒကာမကြီးတို့တွေကဒါနရှိသောပုဂ္ဂိုလ်တဏှာဖြင့်တတ္တာရှိသောပုဂ္ဂိုလ်ဖြစ်အောင်မလုပ်ရပါနဲ့ကြိုးစားပြီးတော့နေထိုင်ရမယ်ကြိုးစားပြီးတော့အားထုတ်ရမယ်မှန်ရလားဗျာဒါကြောင့်မှဦးဇင်းတို့ပြိတ္တာကြီးနေရာတိုင်းမှာဦးဇင်းတို့ဘယ်သူနဲ့ကြိုင်တတ္တာရှိတဲ့ပုဂ္ဂိုလ်ကအနိုင်ရမှာပေါ့မှန်ရလားဒါကြောင့်ဦးဇင်းကတတ္တရာတတတိဩဃဆိုတဲ့ဘုရားဟောဒီဒေသနာလေးကိုအခြေခံပြီးတော့နာမည်လေးဘယ်လိုပေးထားတယ်ဒါတရားရှိသူတို့ရဲ့အောင်ပဲဟုတ်ကဲ့လားအဲ့တော့တရားတရားရှိအောင်ဘယ်လိုကြိုးစားရမှာလဲဆိုတော့ဒါလေးတစ်စက်တက်ပြီးတော့စဉ်းစားပြီးရဘုံဘုံတို့เนาะဒီနေ့ညတရားဝဲသိမ်းပါတရားတရားရှိအောင်ဘယ်လိုကြိုးစားရမလဲတရားတရားရှိအောင်ဘယ်လိုလေ့ကျင့်ရမလဲတရားတရားရှိအောင်ဘယ်လိုနှလုံးသွင်းရမလဲဆိုတဲ့အခါကျတော့တရားတရားဟာเนาะဥစ္စာစီးပွားခန္ဓာများနဲ့ပတ်သက်ပြီးတော့တွန့်တိုတယ်ဆုံးနေတဲ့ဟုတ်လားဒီလိုရှိတာဟုတ်အဲ့တော့တွန့်တိုဆုံးနေတဲ့စိတ်ဟာမစိတ်ရဲ့မေစရိယစိတ်တွန့်တိုတယ်ဆုံးနေတယ်မလူခြင်းဘူးမတန်းခြင်းဘူးမပေးခြင်းဘူးမကမ်းခြင်းဘူးဆိုတဲ့စိတ်ကဘာစိတ်လဲတို့ရဲ့အပြန်အားဖြင့်တတ္တာတရားကလူခြင်းနဲ့ပေးခြင်းနဲ့တန်းခြင်းနဲ့ဟုတ်လားအဲ့တော့တတ္တာတရားတွန့်တိုသွားတာဟာဘာကြောင့်တွန့်တိုတာမေစရိယကြောင့်တွန့်တိုတာမေစရိယကိုဗမာပြန်တော့နှမျောတာမပေးခြင်းတာမလူခြင်းတာမစားရတာမတော့ရတာပေါ့ဗျာဟုတ်ကဲ့လားအဲ့တော့မေစရိယစိတ်မဝင်အောင်ဘယ်လိုနှလုံးသွင်းရမှာလဲဆိုတော့ငါဒီအတိတ်ဘဝကကုသိုလ်ကံကောင်းလို့ဒီဘဝလူဘဝရောက်လာတယ်အတိတ်ဘဝကကုသိုလ်ကံပါလို့ပဲငါစားနိုင်တယ်ရှားနိုင်တယ်ပွေနိုင်တယ်စုနိုင်တယ်စောင်းနိုင်တယ်လှူနိုင်တယ်တန်းနိုင်တယ်ပေါ့ဗျာစစ်ဆယ်လေဟုတ်ကဲ့လားအဲ့တော့လှူနိုင်တယ်တန်းနိုင်တယ်ဆိုတာလေးကတော့မေစရိယနဲ့တိုက်မယ်ဆိုရင်ခဏအတ္တိတိအောင်မသုံးနိုင်ဘူးပေါ့ဟုတ်လားအတိတ်ဘဝကကုသိုလ်ကံပါလို့ပါလေရှားနိုင်တယ်ဖွေနိုင်တယ်စုနိုင်တယ်စားနိုင်တယ်တောင်းနိုင်တယ်ဒီတိအောင်ထားလိုက်အောင်เนาะလှူနိုင်တယ်တန်းနိုင်တယ်ဒီအောင်မသွားနဲ့ဘာလို့ဆိုတော့မေစရိယနဲ့တိုက်ရအောင်ပါဘူးဟုတ်ကဲ့လားအဲ့တော့ဒီအပိုင်းလေးမှာဘာဖြစ်လို့ငါနှမျောတာလဲဘာကြောင့်ငါနှမျောနေတာလဲဘာကြောင့်ငါတွန့်တုံနေတာလဲဆိုတဲ့အခါကျတော့ဒီခန္ဓာနဲ့ဥစ္စာပေါ်မှာအတ္တရှိလို့ဘာရှိလို့ပါလဲငါပိုင်တဲ့ဥစ္စာငါခန္ဓာငါဆွေချဝေထားတဲ့စီးပွားဥစ္စာငါဥစ္စာမရှိဘူးလားဗျာဒီအတ္တဟာလူတိုင်းမရှိဘူးလားဦးဇင်းတို့တွေလည်းရှိတာပဲဒီမိုင်းတို့တရားကြီးတို့လည်းရှိတာပဲဘဝတမိုင်းလေးပါဝင်ရခန္ဓာဥပါဒအကြောင်းရင်းခံလာတော့အတ္တမာနဆိုတာမရှိဘူးလားအဲ့ဒီအတ္တမာနကိုအတိတ်ဘဝကရှိခဲ့ရင်ဒီပိဿုပံမှာအခုဘုရားပွင့်တဲ့သာသနာနဲ့ဂျုံရတယ်။ဘာနဲ့ဂျုံရလဲ။ဘုရားပွင့်တဲ့သာသနာနဲ့ဂျုံရတယ်။ဘုရားဟောပိဋကတ်တွေကိုလေးလာလို့နာယူလို့ဖတ်ရှုလို့ရတဲ့အချိန်ခါနဲ့ဘာဖြစ်လဲ။စုံစည်းဝင်ရတယ်။ဒါအဖြစ်လို့ဘဝအတွက်မြတ်မေး။မှန်လားဗျာ။မန္တတိသန္တာတိတိမနောတော်ပိဋကတ်တော်ကြောင့်လူဆိုတာဒီအတိတွေရအောင်ကြည့်ရမယ်။မှန်လားဗျာ။ဟောပိဋကတ်ထဲမှာရှိတာပဲလို့နှလုံးသွင်းနေတော့အဲ့ဒီပိဋကတရားစာပေတွေဆရာတော်ကြီးတွေဟောတဲ့တရားတွေယေကျူကနာနာဘယနာနာအဲ့ဒီအတိတရားတွေကဦးဇင်းတို့ပြိတ္တာကြီးတိလာမှတာလေဘ
အတ္တကိုခွာနိုင်မယ်ဒိဋ္ဌိကိုခွာနိုင်မယ်မှန်ရလားဗျာအဲ့ဒီတဏှာဥပါဒံအကြောင်းရင်းကံပြီးတော့တဏှာဥပါဒံနေနဲ့ဆွဲနေလို့အတ္တဒိဋ္ဌိတွေရှိနေမယ်ဆိုလို့ရှိရင်ငါပိုင်တဲ့ခန္ဓာငါခန္ဓာငါရှားထားတဲ့ဥစ္စာငါဥစ္စာတိုက်တာဆွဲလေရဆွဲကျွေးနွားဆွဲအစုံစုံဆွဲသွားရင်ဦးဇင်းတို့ပြိတ္တာကြီးတတ္တာတရားရှိပါဦးမလားပေါ်နိုင်ပါဦးမလားအဲ့ဒီတော့ခုနကမစ္စရိယတရားဝင်လာတာဟာအဲ့ဒီအတ္တမာနကြောင့်ပဲမစ္စရိယတရားဝင်လာတာဗါတယ်လေအတ္တမာနကြောင့်ပဲငါပိုင်တဲ့ခန္ဓာငါခန္ဓာငါပိုင်ငါရှားထားတဲ့ဥစ္စာငါဥစ္စာလို့ဒီအစွဲရှိနေတဲ့အတွက်ကြောင့်မှန်ရလားဗျာတက္ကာယဒိဋ္ဌိတဏှာဥပါဒအစွဲတွေရှိနေတဲ့အခါကျတော့ဒီစီဝါဥစ္စာတွေကိုတစ်ဖက်ဘဝကိုယူသွားနိုင်တယ်လို့တင်ညာဝိမာနတာဘောဘာဝိမာနတာလဲတင်ညာဝိမာနတာဆိုတာကတင်ညာကအမှတ်တင်ညာဝိမာနတာကပြောင်းပြန်ပေါ့နော်ဖောက်ပြန်တယ်စာပေလိုပြောတော့ဖောက်ပြန်တယ်ဒါကိုအကျဉ်းတော့ဘာသာပြန်လိုက်တော့ပြောင်းပြန်မြင်တာပေါ့မှန်လားဗျာရှားဝင်လာတဲ့ဥစ္စာတွေကတကယ်တော့ဒီအထုံးကြီးတိုင်ယူသွားလို့ရတာဒီခန္ဓာကိုယ်ကြီးလည်းဒီတိုင်းဦးဇင်းတို့ပြိတ္တာရဲ့တိတ္တာကောင်းစီကြီးနဲ့ထည့်ပြီးတော့နှစ်တရာနှစ်တောင်မပေါ်မတော့အောင်ဆိုပြီးတော့ထားလို့ရတာမရပါဘူးဦးဇင်းတို့ပြိတ္တာရဲ့ဓမ္မလောက်ဆိုရင်ကိုအကြီးတွေထွက်ပြီးတော့မနမ်းဘူးလားအဲ့တော့ဦးဇင်းတို့ပြိတ္တာရဲ့ဓာဒီကိုလမ်းပေါ်ကြည့်လိုက်ရင်ဟုတ်လားဒီခန္ဓာကိုယ်ကြီးဟာလည်းပဲပထဝီအဓိပတိတဲ့ဟုတ်လားဦးဇင်းတို့ဘာမောကရုပ်ဆရာတော်ဘုရားเจ้าမှာငငယ်တုန်းကဘုရားဝတ်တဲ့တုန်းကဘာမောကရုပ်ဆရာတော်ဘုရားကဖယားဟောပါဠိတော်တွေကနေထုံတော်ပြီးတော့မနေ့ဘုရားဝတ်တက်ပြီးတရားထိုင်တော့မယ်ဆိုရင်ဣမာဟံအတ္တဘာဝဘဂဝါတော်ပရိစ္ဆာမိတဲ့တရားမတိုင်ခင်မှာဘုရားတပည့်တော်ရဲ့ခန္ဓာကိုဘုရားတပည့်တော်မတို့ရဲ့ခန္ဓာကိုယ်ကိုမြတ်စွာဘုရားဟာစွန့်လူပါ၏တဲ့အဲ့ဒီရဲ့နောက်မှာဒီခန္ဓာကိုယ်ကြီးဟာပထဝီအဓိပတိတဲ့သုတ်တန္တရတင်ကြိုင်ဝမှာကိစ္စရတော်မှာပါလားဆိုပြီးတော့တရားမထိုင်နေမှာအာမောကကျုပ်ဆရာတော်ဘုရားကြီးကဘုရားဟောဒေသနာနဲ့အညီဘုရားရှိခိုးထဲမှာဒါလေးထည့်ထားတယ်နော်ဘုရားရှိခိုးထဲမှာဗါတယ်လေတရားမထိုင်နေမှာခန္ဓာကိုယ်ကြီးကိုဘဂဝါတော်မြတ်စွာဘုရားဟာပရိစ္ဆေသာပြီးဆုံးလူပါ၏နောက်တစ်ချက်ကထပ်ပြီးတော့ငါပိုင်တဲ့ခန္ဓာငါခန္ဓာလို့တက္ကာယတိတိတဏှာဥပါဒံဆိုရရှိမှာဆိုလို့ဒီခန္ဓာကိုယ်ကြီးဟာမကြခင်မှာပဲပထဝီအဓိပတိတဲ့သုတ်တန္တရတင်ကြိုင်ဝမှာအိစရမယ်နော်မြည်ကြီးမြုပ်ခံရမယ်မိရှုခံရမယ်ပေါ့အခြေပြောရင်ဟုတ်ကဲ့လားအဲ့တော့ဦးဇင်းတို့ပြိတ္တာကြီးတရားအားထုတ်တဲ့အခါမှာမြတ်စွာဘုရားပြုထားတဲ့ခန္ဓာဆိုတော့ငါမပိုင်တဲ့ခန္ဓာဟုတ်ကဲ့လားဘယ်လိုဖြစ်သွားမလဲငါမပိုင်တဲ့ခန္ဓာဘုရားပြုထားတဲ့ခန္ဓာဟောဟုတ်ကဲ့လားအဲ့ဒီနေရာလေးမှာနှစ်နှစ်ကာကမယားကိုပြုလို့ရှိရင်တက္ကာယတိတိမပြုတ်ဘူးလားတင်ညာအနေနဲ့ပြုတ်တာပေါ့တကယ်ပြုတ်သွားတာတော့မဟုတ်ဘူးနော်တက္ကာယတိတိတကယ်ပြုတ်သွားတာကသောတာပတိမေမှာပြုတ်တာမှန်လားဒိဋ္ဌိပြုတ်တာဗာနဲ့ပြုတ်တယ်တက္ကာယတိတိသောတာပန်မှာပြုတ်တာဒါပေမဲ့လို့ဦးဇင်းတို့ပြိတ္တာရေသောတာပတိမေနဲ့အရှင်းမပယ်နိုင်သေးတော်လည်းပဲတမောစေတာမဟာနဲ့မပယ်နိုင်သေးတော်လည်းပဲဒီနော်ဆွဲလန်းနေတဲ့အစွဲလေးပြုတ်အောင်မလုပ်ရမလဲမြတ်စွာဘုရားကိုလှူတာငါမပိုင်တဲ့ခန္ဓာဘုရားလှူထားတဲ့ခန္ဓာဟုတ်ကဲ့လားထုံနာကျင်နာကြိုက်တာခဲတာရာရနာအောက်နာအိနာလေးပေါ်လာတဲ့ခါကျငါခန္ဓာမဟုတ်ဘူးဆိုတဲ့အတိလေးရှိနေရဲ့အမလီငါမှုခံစားရတယ်အမလီကျွန်တော်မှုခံစားရတယ်ဆိုတာရှိပါဦးမလားဘုရားပေးထားတဲ့ခန္ဓာဘုရားလှူထားတဲ့ခန္ဓာလို့နှလုံးသွင်းမပြောက်ရင်ပြောတာပေါ့မှန်လားဗျာပါဇာကတော့စုံပြီးတော့လူလိုက်တာပဲတကယ်ကိုကလူကျင်တဲ့စိတ်မရှိဘူးငါခန္ဓာငါဥစ္စာလို့ဆွဲနေတော့ဦးဇင်းတို့ပြိတ္တာရင်တက္ကာယတိတိပြုတ်ကြလားမပြုတ်ဘူးလားမပြုတ်လို့ရှိရင်တက္ကာယတိတိတဏှာဥပါဒနဲ့တရားအားထုတ်လို့ရှိရင်တရားမြတ်ရနိုင်မလားမရနိုင်ဘူးလားဝိပဿနာဉာဏ်ရင့်တယ်မလားမရင့်တယ်ဘူးလားဝိပဿနာဉာဏ်မှမရဘူးဆိုရင်မေတ္တရားကိုတရားတွေရနိုင်မှာမလားဒါဝိသက်တရားတွေပေါ့ဟုတ်ကဲ့လားကမ္မတက္ကတာသမာဓိတိမှမရရင်တရားသမဇရာဘုရားဉာဏ်နိဗ္ဗာန်ဉာဏ်ဝိရာဂဉာဏ်သမာဓိပါရမှာမလားမရနိုင်ဘူးဟုတ်ကဲ့လားဒါကြောင့်မို့ဦးဇင်းတို့ပြိတ္တာရေတရားထိုင်တော်မယ်ဆိုရင်ဘဂဝါတော်မြတ်စွာဘုရားပရိစ္ဆရာမိသုံးလူပါ၏ဟုတ်ကဲ့လားအဲ့လိုနေဆုံးလို့ထားတဲ့အခါကျတော့ငါမပိုင်တဲ့ခန္ဓာဆိုပြီးတော့တတိယကအားဖြင့်နော်သမုတ်စေတာဘာဟာပြင်ပေတာမဟုတ်တော့လေဝိက္ခမနဘာဟာအားဖြင့်ငါမပိုင်တဲ့ခန္ဓာဆိုတော့တက္ကာယဒိဋ္ဌိတွေတတိယကမပြတ်ဘူးလားဗျာအဲ့ဒါကိုလို့ချင်တာဟုတ်လားပြီးတဲ့အခါကျတော့ထုံနာချင်းတာကြိုက်တာခဲတာအောက်နာအိနာယာရယနာတွေဇထုနာတွေပေါက်ကြိုက်တာတွေစသဖြင့်ပေါ်လာတဲ့ချိန်ကြတော့ငါမပိုင်တဲ့ခန္ဓာပဲဒီခန္ဓာကိုယ်ကြီးကမကြခင်မှာပဲသုတ်တန်သာတင်ကြိုင်ဝမှာစွန့်ပြရတော့မှာပဲလို့ဒီအတိတ်လေးရှိလို့ရှိရင်ဦးဇင်းတို့ပြိတ္တာရေတရားအထုတ်တဲ့အခါမှာခန္ဓာကိုယ်အပေါ်မှာငဲ့ကွက်တဲ့စိတ်ပြောက်နေ
ခန္ဓာကိုယ်ပွဲမှာပါတယ်လေလဲွက်တဲ့စိတ်ဆိုတာစာပေလိုပြောတာငဲ့ညာတာပေါ့ဟုတ်ကဲ့လားအရန်ထုံလာရင်အရန်ကျင်လာရင်လူတွေဆိုတာအဲ့ဒီမဖြစ်ဘူးငါတော့ကြပါလားများဖြစ်သွားမလားဆိုပြီးတော့မပြင်းဘူးလားဗျာအဲ့တော့ပြင်လိုက်တော့တမာတိပြည့်မသွားဘူးလားဝိပဿနာဉာဏ်ရော့မသွားဘူးလားဘယ်တော့ဝိပဿနာမဖြစ်တော့ဘူးပေါ့ဟုတ်ကဲ့လားအဲ့ဒါကြောင့်မို့မြတ်စွာဘုရားရဲ့တရားတွေကိုတေးသေးချာချာလေ့လာကြည့်တဲ့အခါမှာတရားအားထုတ်တဲ့အခါမှာဟုတ်လားအယုတ်ကြီးကြီးအရေးစုပ်စုပ်ပြပြဆိုတာဥဒ္ဒတတ္တဝါတဲ့ဟုတ်လားရှင်တော့ခါမော်ပြီးတော့မလုပ်ရမလဲတရားအားထုတ်ရမယ်ဟုတ်ကဲ့လားဉာဏ်လံဘက်ကစဝိရိယနဲ့ပြင်းပြင်းထန်ထန်လုံလဝိရိယနဲ့မလုပ်ရမလဲအားထုတ်ရမယ်ဟုတ်ကဲ့လားပြင်းပြင်းကြီးကြီးနွားမေချိပြီးတဲ့အခါကျဦးဇင်းတို့ပြိတ္တာရအပေါ်ကောင်းလို့လိုက်လာတာဆိုရင်တမာတိရပါမလားဝိပဿနာဉာဏ်ရင့်တာမလားမရနိုင်ဘူးဒါကြောင့်တရားအားထုတ်တဲ့အခါမှာအပေါ်ကောင်းလို့အားထုတ်တာမျိုးမဟုတ်ဘဲနဲ့တကယ်ကိုလူလားလားနဲ့ကိုယ့်ရဲ့ခန္ဓာကိုလည်းမြတ်စွာဘုရားပြုပြီးတော့ငါမပိုင်တဲ့ခန္ဓာဆိုတာလေးနှလုံးသွင်းပြီးတော့အားထုတ်လို့ရှိရင်ဦးဇင်းတို့ပြိတ္တာရအချိန်တိုင်းမှာဝိပဿနာဉာဏ်မရနိုင်ဘူးလားရနိုင်ပါလေဟုတ်ကဲ့လားဒါကြောင့်ဦးဇင်းတို့ပြိတ္တာရတတ္ထာတရားရှိဖို့ဆိုရင်တတ္ထာတရားကိုဖြစ်ပေါ်လာဖို့အတွက်ဆိုရင်ဘာကိုနိုင်အောင်တိုက်ရမှာလဲမေစရိယစိတ်ကိုနိုင်အောင်တိုက်ရမယ်မေစရိယစိတ်ကိုနိုင်အောင်တိုက်နိုင်ဖို့အတွက်တတ္ထာတရားကအနိုင်ရဖို့အတွက်ဘာကိုနှလုံးသွင်းရမှာလဲဆိုတော့ခန္ဓာနဲ့ငါမပိုင်တဲ့ခန္ဓာစီးပွားဥစ္စာတွေကလည်းငါမပိုင်တဲ့ဥစ္စာတွေတနေ့တစ်ချိန်ကြရင်ဒီစီးပွားဥစ္စာတွေထားပြီးတော့ငါသွားရမယ်ဟုတ်ကဲ့လားဥစ္စာကရင်လည်းအရင်ငါ့ကိုပြည့်ချင်ပြည့်လိမ့်မယ်ငါကသူ့ကိုပြစ်ထားခဲ့ပြီးတော့ငါသွားရင်လည်းငါကအရင်သွားရင်လည်းသွားရမယ်ဟုတ်ကဲ့လားအဲ့တော့ဦးဇင်းတို့ပြိတ္တာရေဥစ္စာနဲ့ပစ္စည်းနဲ့ဥစ္စာတပြိုင်တည်းလည်းမသွားရနိုင်ဘူးလားမင်းကပြောခဲ့တဲ့ရမဲသိန်းကဟုတ်လားရေကြီးလို့မြေအောက်ရောက်သွားတာကြတော့လူတွေလည်းမသိဘူးလားစီးပွားဥစ္စာတွေလည်းတခါတည်းမသွားဘူးလားဒါကြတော့တပြိုင်တည်းပေါ့ဗျာဟုတ်ကဲ့လားတချို့ကြတော့စီးပွားဥစ္စာကမီးလောင်လို့ရေမျောလို့လူတော့မသိဘူးဒါကြတော့ဘာဖြစ်လဲစီးပွားဥစ္စာကအရင်သွားတယ်ဟုတ်ကဲ့လားတချို့ကြတော့ဒီစီးပွားဥစ္စာတွေကိုကဘုရားတည်းရဲ့အကြောင်းဆောင်တဲ့နာလန်းလူနဲ့လမ်းကျင်းတဲ့ရေဝကြီးတဲ့လုံအပ်တဲ့နေရာလေးတွေပဲလှူဒန်းတဲ့ဒါနမပြုတ်ရသေးဘူးစုတုံးဆောင်လို့ရှိနေတယ်ဟုတ်ကဲ့လားစုတောင်းလို့ရှိတယ်9နှစ်လောက်နေလို့ရှိရင်အလူကြီးပေးမယ်9လ3နှစ်လောက်နေအလူကြီးပေးမယ်လို့အောက်မေ့ထားပြီးမယ်သူ့ရဲ့တရားတော့ရှိတယ်သို့တော်လည်းပဲစောင့်ရင်းနဲ့အတိတ်ကကံကဟုတ်ကဲ့လား3နှစ်တိအောင်မဆောင်ခဲ့တော့ဘာဖြစ်သွားလဲကိုကအရင်နေသွားတယ်စီးပွားကဘာဖြစ်လဲချန်ခဲ့တယ်ပေါ့အဲ့ဒါကြတော့မနေနာဘူးလားနေနာလေဟုတ်ကဲ့လားအဲ့တော့ဘုရားတော်ကမင်းညာကပြောခဲ့တယ်လို့ပဲတဘာဝဘေးအန္တရာယ်တွေကလည်းများတယ်ယောဂတွေကလည်းသူပြောတယ်အဲ့ဒီယောဂသူပြောမှုတဘာဝဘေးအန္တရာယ်များမှုကိုတတိထားပြီးတော့ဉာဏ်နဲ့ကြည့်ပြီးတော့ဘာလုပ်ရမလဲဥစ္စာကကိုယ်ကိုမပြည့်စင်ကိုယ်ကလည်းဒီခန္ဓာကိုယ်ကြီးကိုမစွန့်လို့ရခင်ကြမှာတဏ္ဍာနဲ့မေစရိယတိုက်ပွဲဖြစ်လာရင်မေစရိယကိုကိုယ့်ရဲ့နော်နှလုံးသားထဲမှာရှိနေတဲ့တဏ္ဍာတရားကနိုင်အောင်တိုက်ပြီးတော့နေရာတိုင်းမှာဦးဇင်းတို့တရားဓမ္မပေါင်းပြီးတော့ကောင်းနေအောင်ပွဲခံနိုင်ကြပါစေဟုတ်လားနေရာတိုင်းမှာမေစရိယတရားကိုတရားကြီးတို့ဓမ္မကြီးတို့ဦးဇင်းတို့တွေရဲ့တရားတရားကအနိုင်ရကြပါစေလို့ဆန္ဒပြုရင်းနဲ့ဦးဇင်းကြီးညာထားတဲ့တဏ္ဍာတရားရှိသူတို့ရဲ့အောင်ပွဲဆိုတဲ့ဓမ္မကတာဒေသနာဒီမှာပဲဒီကုန်းချုပ်ပါပြီကဲမေတ္တာမူလေးတွေလိုက်ဆိုများများတော့လာစနေရီပါလေကဲမေတ္တာမူလေးတွေလိုက်ဆိုမယ်တတဝကတေတရားကေဤငြိမ်းကြပါစေတတဝမတ္တမြာဘေမကဤမြတ်ကြပါစေကိုယ်စိတ်နှပြဘေးရန်ကွာသာသနာပြုနိုင်ကြပါစေမေတ္တာနိတာကရောလောကေသမ္မာဘာတုတုခံကရောမေတ္တာတိနလရတိဟိတုခံတုဘုဒ္ဓတာပဇာလောကေတတဝတိလီကိုမီဘောလလောကရကဘာတွင်၌မေတ္တာနိတာကရောမေတ္တာအေတုဝေပြုပဝေငွေလမင်းကြီးသည်သမ္မာတတဝတတွင်ဤမြတ်စေဖို့အတရိရှုခါကောင်းမွန်စွာဒုက္ခကရောသူလည်းဝန္တာငါလည်းရွှင်ပြုံးနှလုံးစိတ်ဝမ်းလန်း
ချမ်းသာကိုပြုလျက်ဘာတို့ရန်လည်းကိဝေပိလည်းမကအေယဘုရှင်မြတ်အတရိထုံးပါစေတည်းမေတ္တာတိတလရတိမေတ္တာပွေလျက်အေဒဆောင်တိယောဝါတို့ဖြင့်မေတ္တာတိတလရတိမေတ္တာပွေလျက်အေဒဆောင်တိယောဝါတို့သည်ဘုဒ္ဓတာဘုံဘုံလွမ်းကြုံမွမ်းမလတွေ့တရားကိုသောပဇာကဝကိပွေအပြည့်ပြည့်၌တည်နေများစွာတတဝါတို့သည်ဒုက္ခတုကိုယ်စိတ်အေးကဘေးရန်ကွာ၍